ငါးပွဲဆက်တိုင်းနိုင်မှာစပင်းညက်မဲဆိုတဲ့ပြည်သက်တယောက်ကြောင့်လူတိုင်းကြားဘူးကြမှာအပေါ်ရန်ကြည့်ရင်တော့ဒါဟာအတင်းအပေါ်ယူသွက်မှုလို့ထင်ရပေမယ့်တကယ်တော့ဒါဟာအတင်းရဲ့ဂုံတိတ်ခါကိုထိခိုက်စေပြီးကိုကျိုးရှာနေတဲ့လုပ်ရတစ်ခုလားဆိုလားပြန်ဆင်းကျင်ကြည့်လိုအပ်လာပါပြီပထမဆုံးအချက်ကတော့အတင်းရဲ့ရလှဆိုတွေကို marketing လုပ်နေတာပါအတင်းမနိုင်လေလေသူ့ရဲ့စပင်ကရှေးလာလေလေလူတွေကပို့ပြီးတော့ဟာတာလို့စောင့်ကြည့်လေလေချင်းနေပါတယ်ဒါဟာအတင်းသားတွေနဲ့ပြည်သက်တွေရဲ့နာကျင်မှုကိုအရင်နှီးပြုပြီး content ဖန်တီးနေတာထက်ပါတယ်မန်ယူဆိုတာကကမ္ဘာအဆင့်မီအစင်အလာကြီးမားတဲ့အသင်းကြီးပါဒါပေမဲ့ဒီလိုထူးဆန်းတဲ့ challenge တွေကြောင့်တခြားအသင်းပြည်သက်တွေရဲ့လောင်ပြောင်စရာအကြောင်းအရာတစ်ခုလိုဖြစ်လာခဲ့ရတယ်အသင်းရဲ့ class ကိုကျဆင်းစေပြီးဟာတာအသင်းတစ်သင်းလိုပုံဖော်ရာရောက်နေပါတယ်စစ်မှန်တဲ့အားပေးမှုဆိုတာအသင်းနဲ့အတူအေးအတူပူအမြရက်တည်ဖေးတာပါအခုလိုမျိုးမင်းတို့နိုင်မှငါစပင်းညက်မယ်ဆိုတဲ့အပေးယူလုပ်တာမျိုးဟာအသင်းကိုဓာတ်စကန်လုပ်ပြီး attention ရှာနေတာပဲဖြစ်ပါတယ်ဒါဟာအသင်းကိုချစ်တာထက်ကိုနာမည်ကြီးအောင်လှုပ်ဆောင်နေတာပိုတိတာပါတယ်ဒါကြောင့်ဒီလိုလုပ်ရမျိုးဟာအသင်းအတွက်အားပေးမှုအစ်စ်မှလားဒါမှမဟုတ်အသင်းရဲ့နာမည်ကိုအထုံးချပြီးကိုကျိုးရှာနေရလားမန်ယူကငယ်ချစ်တဲ့ပရိသတ်တွေအနေနဲ့ကောဘလူးမြင်ကြလဲ comment မှာပြောသွားပြပါဦး